ရှေးအခါကဘာယာနာတိပြည်တွင်မင်းတစ်ပါးသည်တမင်လိုက်လံတက်ဖြတ်ခြင်းကိုအလွန်နှစ်သက်လေသည်နေ့စဉ်နေ့တိုင်းမင်းနှင့်အတူလူများသည်တောသို့သွား၍တမင်များကိုလိုက်လံတက်ဖြတ်ကြသဖြင့်တောသည်ကြောက်ရွံ့ထိတ်လန့်မှုဖြင့်ပြည့်နှက်နေခဲ့သည်တနေ့တွင်ကိုဝင်းရှိသောတမင်မတစ်ကောင်၏အလှည့်ရောက်လာသည်သူမသည်တားအမိအတွက်တနာစွာတောင်းပန်လေသည်တမင်အုပ်အတွင်ဝမ်းနည်းမှုနှင့်တနာခြင်းတို့ပြည့်နှက်သွားသည်တာခတမင်မင်းသည်အလှည့်ကိုလွှဲပြောင်းပေးခြင်းကိုမလုပ်နိုင်ဟုဆိုလေသည်ထိုအချိန်တွင်တမင်မတ်သည်ပုံမဝမ်းနည်းကြေကွဲလာခဲ့သည်မိကျောဒတမင်မင်းသည်တနာကျင်နာမှုဖြင့်မိမိကိုယ်တိုင်အလှည့်ယူရန်ဆုံးဖြတ်လေသည်သူသည်တားမိအစာမိမိအသက်ကိုဆွန့်လွတ်ရန်စင်းနီတုံးပေါ်သို့အေးချမ်းစွာတက်လေ၏မိကျောဒတမင်မင်းသည်တနာကျင်နာမှုဖြင့်မိမိကိုယ်တိုင်အလှည့်ယူရန်ဆုံးဖြတ်လေသည်သူသည်တားမိအစာမိမိအသက်ကိုဆွန့်လွတ်ရန်စင်းတီတုံးပေါ်သို့အေးချမ်းစွာတက်လေ၏ I will give myself up to save my people. Our crops are ruined again. We demand justice. မင်းကြီးသည်ထိုဖြစ်ကိုမြင်သောအခါအလွန်အံ့ဩပြီးနီကျောဒတမင်မင်း၏မေတ္တာနှင့်ခံဒီကိုလေးစားသွားလေသည်ထို့နောက်တမင်အပေါင်းနှင့်တိရစ္ဆာန်အလုံးကိုဘေးမဲ့ပေးလေသည်ထိုနေ့မှစ၍တမင်များသည်လွတ်လပ်စွာနေထိုင်ခွင့်ရပြီးတောသည်ပြန်လည်အေးချမ်းသွားလေသည်နီကျောဒတမင်မင်း၏မေတ္တာစိတ်ကြောင့်တတဝအပေါင်းတို့သည်တာယာသောဘဝကိုပြန်လည်ရရှိခဲ့ကြသည်စတိုရီလေးကိုကြိုက်ရင် like ကလေးပေးခဲ့ဦးနော်ဘလိုကာတွန်းတွေကြိုက်လဲ comment မှာရေးထားခဲ့ပါအောင်ကျွန်တော်ကတော့ 3D ကာတွန်းတင်ဆက်သူစန်းဝင်းထွန်းဖြစ်ပါတယ်ပရိသတ်အားလုံးနေကောင်းကျန်းမာကြပါစေ